Hello everyone, the video master I will be talking about absolute value functions. Okay, absolute value functions is a type of function ပေါ့နော်။ဒီမှာတွေ့ရမယ် type of function တစ်ခုဖြစ်ပါတယ်။သူကကျတော့ဘာလဲဆိုတော့ဒီလိုလေးပေါ့နော်။သူကကျတော့ absolute value function ကျတော့a function with a v-shaped graph သူ့ရဲ့ graph လေးကဒီလိုချွန်ချွန်ကြီး v-shape လေးဖြစ်နေတယ်။ quadratic ဆိုတော့ကွေးလေးဖြစ်တယ်။ဒါပေမဲ့ဒီကောင်ကလည်းမဟုတ်သူကချွန်ချွန်ကြီးဖြစ်နေရပေါ့နော်။ okay အဲ့တော့နောက်ဆိုရင်အဲ့တော့ normally อ่ะပေါ့ f of x equal to 3x ရှိရပေါ့ဒါဆိုရင် this will be f of x equal to 3x ဒါက linear function လို့ခေါ်တယ်အဲ့ဟိုအဲ့တော့ဒီဟာလေးပေါ့ဒီအချောင်းတစ်ချောင်းလေးဒီလိုထည့်လိုက်မယ်ဆိုလို့ရှိရင်သူက graph ကဒီလိုလေးဖြစ်သွား okay ဒီအချောင်းတစ်ချောင်းပါကြီးလဲ next slide မှာထည့်ပြီးရှင်းပြသွားမယ် but this is absolute value function ပေါ့နော်absolute value functions လို့ဒါခေါ်ရပေါ့နော် okay so absolute value function ကိုယူ graph ဆွဲခိုင်းတတ်တယ်ဆွဲခိုင်းလို့ရှိရင်တော့ဘာလုပ်ရမလဲဆိုတော့ဒီ table of values ပေါ့ table of values ဆိုရအောင်မယ် x0 ဆိုရင် y ကဘယ်လောက်လဲ x equal to 1ဆို y ကဘယ်လောက်လဲအဲ့လေးလောက်သွားရင်ရပါပြီဒါမှမဟုတ်လည်းယူဒီလိုလေးဘယ်လိုလုပ်ရလဲဆိုတော့ဒီ 3x တွေပေါ့ function ပေါ့ဒီထဲမှာဒီထဲကကောင်လေးကိုယူဒီထဲကကောင်ကယူကို linear function ပဲပြတတ်တယ်အဲ့တော့ဒီ GT level မှာတော့အထဲမှာ linear function လေးပဲထည့်ကြရတယ်ဆို f of x equal to 3x ပေါ့အဲ့လေးကိုဆွဲလိုက်ဆွဲပြီးတော့ဒီ f of x ဆိုပြီးအပေါ်ဆွဲတင်လိုက်ပေါ့okay အားဖြစ်ကြမယ်absolute value function ဆိုတာသူကဘာလဲဆိုတော့ output တဲ့ဒီဟာလေးဘယ်လိုခေါ်လဲဆိုတော့ modulus လို့ခေါ်တယ် modulus modulus လို့ခေါ်တယ်ဘာကြီးလဲသူကဒီ output is negative never negative negative 3ဒီထဲထည့်လိုက်မယ်ဆိုရင်သူက basically positive ပြောင်းပြလိုက်တယ်ဘောနော် case ဒါယူ5ဆိုလို့ရှိရင် basically 5ပြန်ရမယ်တကယ်ဆို negative number ဒီထဲမှာ negative number ထည့်ရဆိုရင်တော့ negative ဟိုဖြောက်ပြီးတော့သူက positive value ပေးမယ်ပေါ့နော်ဒါဆိုရင်သူက negative ကိုဖြောက်ရတယ်ဒါပေမဲ့အရှိမ negative ရှိနေတယ်သူက negative ပြောသွားတယ်။ပြောမယ်ဆိုရင်ကွာဒီအချောင်းတစ်ချောင်းထဲမှာရှိတဲ့ negative number တွေတော့ positive လုပ်ပြလိုက်တာပေါ့။ okay ဆိုတော့ f of x ဆိုတာက equal to this is absolute value of x ပေါ့နော်ဒါဆိုရင် this ကို graph လေးထည့်မယ်ပြောမယ်ဆိုရင် y equal to x ကိုမှဒီလိုဆွဲမယ် and then နောက်ပြီးဒီပေါ်ဒါလေးကိုအပေါ်ဆွဲတင်လိုက်တဲ့ဟာပေါ့ဆွဲတင်လိုက်တာokay အဲ့လိုမျိုးလေးဆွဲလို့ရတယ်ဒါမှမဟုတ်လည်း you absolute value factor ကို graph ဆွဲမယ်ဆိုရင်တော့ table value သုံးပြီးတော့ဆွဲလို့ရတယ်အဓိကတော့ဒီ point လေးပေါ့ဒီ point လေးကို you တိချရှာနိုင်ရပြီအခုရှိရကတခုနောက်တစ်ခုtechnically ရှိရကြတော့ဒီမှာဆိုရင် y equal to x ဒီ slope ကြီးရ right ဒီဘက် slope တခုပေါ့တခုရှိရကဒီ slope နဲ့ကိုသုံးပြီးတော့လည်းနည်းနည်းဆွဲလို့ရတယ်ပေါ့နော်ဒီ slope တွေနောက်ပြီးဒီဘက် slope လေးရဲ့တစ်ချက်ကြည့်ပြဆွဲလို့ရတယ်ဒါပေမဲ့အလွယ်ဆုံးနည်းနည်းရှုပ်နိုင်တယ်ဒါပေမဲ့တခုရှိရအလွယ်ဆုံးနေရပေါ့ table of values လေးလောက်လိုက်ပေါ့နော် a0 ဆို y0 x1 ဆို y1 အဲ့လိုလေးလောက်သွားလိုက်ပေါ့yeah နောက်တစ်ခုကကျတော့ဒီမှာ f of x က negative modulus of x ဒါဆိုလို့ရှိရင် negative ဖြစ်တဲ့အတွက်သူက positive အကုန်လုံးက positive မဟုတ်တော့ဘဲနဲ့အကုန်လုံးကိုပြောင်းပြန်လှန်လိုက်တယ် negative တက်လို့ရှိရင်ပြောင်းပြန်လှန်လိုက်တယ်ဆိုတော့ negative ဒီလိုလေးရလိမ့်မယ် so these are the absolute value function တွေပေါ့နော် okay အဲ့တော့ တစ်ချက် graph လေးတစ်ချက်ဆွဲပြကြည့်မယ် let's say f of x က u ကိုဘယ်လိုပြောမလဲ 5x ပဲထားပါတော့သူကဒီလိုရိုးလွယ်လွယ်လေးပဲလာတတ်တာဆိုတော့ y equal to 5x ဆိုလို့ရှိရင်သူကဒီလိုလိုက်ရလိမ့်မယ်အဲ့တော့အဲ့ဒါဆိုရင်တော့ဒါလေးကိုနည်းနည်းခက်မှန်းပြီးတော့ဒီလိုလေးဒါလေးဒီဘက်လေးနဲ့ဒီဘက်လေးနဲ့နည်းနည်းခက်စစ်စစ်လေးပေါ့ဒီလိုဆွဲလိုက်ပါဒါပေမဲ့ G ဒီမှာဆိုရင်တော့ဘယ်လိုဆွဲလို့ရလဲဆိုတော့ဒီ 5x တဲ့ဟိုpoint လေးထည့်ပေါ့ x0 ဆိုရင် y က5ရမယ်ဆိုတော့ x equal to 0ဆိုရင် y လည်း0ရမယ်ဆိုတော့ဒီ point တစ် point ရှိမယ် point 5 point 6 point လောက်ပေါ့အကုန်လုံးလိုက်ရှာပြီးတော့ဆွဲလိုက်ပေါ့ဒီလိုလေးရလိမ့်မယ်ပေါ့ okay so yeah function ရဲ့ graph ပုံစံလေးကိုခေါင်းထဲထည့်ထားပြီးတော့ you point တွေကို select ပြီးတော့ရွေးကြည့်ပေါ့နော်အဲဆိုရင်graph လေးရပါလိမ့်မယ်yeah အကယ်၍ဒါ graph ကိုမဆွဲတတ်ဘူးဆိုရင်တော့ you can tell us in the feedback ပါပြောရပါတယ်ပေါ့နော် and then I will upload the video ပေါ့နောက်ထပ် video တစ်ခုထပ်လုပ်ပေးမယ်ဒီဟာရော like graph ဆွဲပြထားတဲ့ဟာလေးလုပ်ပေးမယ်ပေါ့နော် okay so ဒီ video ကတော့ပါပဲ it was very short but this is absolute value function ကိုခေါ်ပါတယ် I thank you for listening. See you in next video.